လူအများစုအောင်မြင်ခံဒီမှာဘာကြောင့်လက်လျှော့သွားကြတာလဲဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကိုကျွန်တော်အနေနဲ့မိကုံးလေးတစ်ခုလောက်မေးချင်ပါတယ်မိတ်ဆွေဘဝမှာငါဆက်မလုပ်တော့ဘူးဆိုပြီးလက်လျှော့လိုက်ချင်တာမျိုးဖြစ်ခဲ့ဘူးလားစူးစမ်းခဲ့တယ်ဒါပေမဲ့ရလက်မထွက်ဘူးမျော်လင့်ခဲ့တယ်ဒါပေမဲ့စိတ်ပြည့်ရတယ်အိမ်မက်ကြီးကြီးမက်ခဲ့တယ်ဒါပေမဲ့လက်တွေ့ဘဝကထင်တယ်လို့ဖြစ်မလာဘူးအဲ့ဒီအချိန်မှာလူအများစုလှုပ်တတ်တာတစ်ခုရှိပါတယ်အဲ့ဒါကတော့လုံးဝလက်လျှော့လိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့မတိလိုက်တာတစ်ခုကအောင်မြင်မှုဟာသူတို့နဲ့အနည်းဆုံးအရက်မှာရောက်ရှိနေနိုင်တယ်ဆိုတာပါပဲနပိုလီယန်ဟေးကအခုလိုပြောထားပါတယ်လူအများစုကကြာရှုံးမှုကိုကြုံလဲရတဲ့အချိန်မှာသူတို့ရဲ့အိမ်မက်ကိုလက်လျှော့လိုက်တတ်ကြတယ်တဲ့စဉ်းစားကြည့်ပါမြေကြီးအောက်မှာရွှေရှိနေတယ်လူတစ်ယောက်ကထခါတူးတယ်ဒါပေမဲ့မတွေ့ဘူးဒါနဲ့ပဲသူကလက်လျှော့လိုက်တယ်ဆိုပါစို့အဲ့ဒီနေရာကိုပဲနောက်ထပ်လူတစ်ယောက်ထပ်ရောက်လာတယ်အဲ့ဒီနေရာကိုပဲဆက်တူးတယ်အဲ့ဒီလူတူးရင်နဲ့3ပေလောက်အကွာမှာရွှေတွင်းကြီးကိုတွေ့သွားပါတယ်ကျွန်တော်တို့ဘဝတွေမှာလည်းဒီလိုပါပဲတချို့လူတွေကအောင်မြင်မှုမရခင်လက်လျှော့လိုက်တတ်ကြတယ်တချို့လူတွေကနောက်တစ်ချိန်ထပ်ကြိုးစားတယ်အဲ့ဒီနောက်တစ်ချိန်ကပဲသူ့ဘဝကိုပြောင်းလဲပေးတယ်ပြောင်းလဲပေးသွားတယ်တကယ်တော့အောင်မြင်သူတွေနဲ့တာမန်လူတွေကြားကအကြီးမားဆုံးကွာခြားချက်ကဉာဏ်ရည်လည်းမဟုတ်ဘူးကံတရားလည်းမဟုတ်ဘူးဘယ်သူကဘလောက်ကြာမလျှော့တန်းလက်မလျှော့တန်းဆက်လျှောက်နိုင်တယ်လဲဆိုတဲ့ပုံမှာမူတည်ကွာခြားသွားပါတယ်ဒါကြောင့်ဒီနေ့မိတ်ဆွေပင်ပန်းနေတယ်ဆိုရင်ဒီနေ့မိတ်ဆွေစိတ်သက်ကြနေတယ်ဆိုရင်ဒီနေ့မိတ်ဆွေအရှုံးပေးနေခြင်းဆိုရင်မိတ်ဆွေဆုံးဖြတ်ချက်တစ်ခုချလိုက်ပါနောက်တစ်ရက်ထပ်ကြိုးစားမယ်နောက်တစ်လမ်းထပ်လှမ်းမယ်နောက်တစ်ခါထပ်လုံးမယ်နောက်တစ်ချိန်ထပ်ဆမ်းမယ်ဘာလို့လဲဆိုတော့မိတ်ဆွေရက်လိုက်တဲ့နေရာရဲ့တစ်ဖက်မှာမိတ်ဆွေလိုချင်နေတဲ့ဘဝအောင်မြင်မှုမျိုးရှိနေနိုင်တယ်အောင်မြင်မှုဆိုတာဘယ်တော့မှလက်မလျှော့တဲ့စူးစမ်းသူတွေအတွက်နောက်ဆုံးမှရောက်လာတတ်တဲ့ဆုလက်တစ်ခုပဲဖြစ်ပါတယ်ဒီဗီဒီယိုရဲ့ comment မှာလက်မလျှော့ဘူးလို့ရေးသွားနိုင်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေအတွက်ခွန်အားတစ်ခုရခဲ့မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါနောက်ဗီဒီယိုမှာပြန်လည်ဆုံးလေးပါမယ်ကျွန်တော်ကောင်းဆက်လူပါဘဝမှာထူးချွန်အောင်မြင်ကြပါစေခင်ဗျာ